အဲ့လိုမဟုတ်ပဲကတ်ကျင်သုံးရနေရာမှာကတ်ကျဲသုံးပြီးကြရင်လည်းပဲဒီမော်တာဟာ overload ဖြစ်တဲ့အခါမှာလောင်ကျွမ်းပျက်စီးနိုင်တာမဟုတ် circuit breaker ကတ်တိုက်ကိုမှန်မှန်ကန်ကန်ရွေးချယ်သုံးပြုဖို့လည်းလိုပါတယ်လက်ရှိသုံးများတဲ့ NCV ကတ်တိုက်တွေကတော့ B တိုက် C တိုက် D တိုက်တွေပဲဖြစ်ပါတယ် B တိုက်ကိုတော့ကွန်ထရိုးဘုတ်နဲ့ electronic ပစ္စည်းတွေမှာသုံးကြပါတယ် C တိုက်ကိုတော့ normal standard လုပ်တွေဖြစ်တဲ့ heater lighting တို့လိုနေရာတွေမှာသုံးကြပြီး D တိုက်ကိုတော့ high inrush current လုပ်တွေဖြစ်တဲ့ motor နဲ့ transformer တို့လိုပစ္စည်းတွေမှာသုံးကြပါတယ်အိမ်ဒီမှာတော့ D တိုက်နဲ့ C တိုက်တွေကိုအသုံးအများဆုံးအနေနဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာမှ C တိုက်ကိုအများဆုံးအသုံးပြုတာတွေ့ရပါမယ်ရေခဲတက်တာနဲ့အဲကုလိုလိုလုပ်တွေကို overload ကိုစနစ်တကျတွက်ချက်ပြီးအသုံးပြုမယ်ဆိုရင် B တိုက်ကိုအသုံးပြုနိုင်ပါတယ်ဒါပေမဲ့ စိုက်သေးသုံးရင်ဒီပစ္စည်းတွေစတဲ့မောင်းနေတဲ့အချိန်မှာထွက်ပြတ်တတ်တာမို့စိုက်ကြည့်သုံးမယ်ဆိုရင်တော့အဆင်ပြေပါလိမ့်မယ်စက်ရုံတွေမှာတော့ DC က distributed control system PC က process control system နဲ့ PLC programmable logic controller စတဲ့ control system တွေမှာ B တိုက်ကိုအသုံးပြုလို့ရှိတာကိုသိနိုင်ပါတယ်